တော်တော်များများမသိကြသေးတဲ့ Telegram အကောင့်ဖွင့်တွေကိုဒီဗီဒီယိုမှာ share လုပ်ပေးသွားမှာပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော် setting နဲ့ဝင်လိုက်ပါဒီ setting နဲ့ကိုရောက်ပြီဆိုလို့ရှိရင်တော့ဒီနေရာမှာပေါ်နည်းနည်းဆွဲတင်ပေးရမှာဖြစ်ပါတယ်ပြီးရင်တော့ကျွန်တော်ဒီမှာ additional setting ဆိုတာရှိတယ်အဲ့ဒီကောင်နှိပ်ပါပြီးရင်တော့ကျွန်တော်ဒီမှာ region ဆိုတဲ့နေရာမှာမြန်မာဖြစ်နေပါတော့အဲ့နေရာလေးတစ်ချက်နှိပ်ပြီးတော့ကျွန်တော်တခြားနိုင်ငံတစ်ခုကိုရွေးချယ်ပေးရမှာပဲဖြစ်ပါတယ်တခြားနိုင်ငံတစ်ခုကိုရွေးချယ်ပြီးဆိုလို့ရှိရင်တော့ကျွန်တော်ခုနမြန်မာဖြစ်နေတဲ့နေရာမှာကျွန်တော်ဂျပန်ပြောင်းသွားတာကိုတွေ့ရပါလိမ့်မယ်ပြီးရင်တော့ကျွန်တော်အပြင်ပြန်ထွက်ပြီးတော့ Telegram နဲ့ကိုတစ်ချက်သွားပါမယ် Telegram နဲ့ကိုရောက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာ start message ဆိုတာရှိတယ်အဲ့ကောင်လေးတွေကိုနှိပ်ဝင်ပါပြီးရင်တော့ကျွန်တော်ဒီမှာကျွန်တော်ရဲ့ဖုန်းနံပါတ်ကိုထည့်ပေးရမှာဖြစ်ပါတယ်ဖုန်းနံပါတ်ထည့်ပေးရင်တော့ကျွန်တော်မြားလေးနဲ့ပဲသွားမယ်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်လက်ရှိသုံးနေတဲ့ Gmail ကိုကျွန်တော်ဒီနေရာမှာထည့်ပေးရမှာပဲဖြစ်ပါတယ်ကျွန်တော်လက်ရှိသုံးနေတဲ့ Gmail ထည့်ပြီးဆိုလို့ရှိရင်တော့ကျွန်တော်ဒီမြားလေးနဲ့ပဲနောက်တစ်ဆင့်သွားပါမယ်နောက်တစ်ဆင့်သွားပြီဆိုလို့ရှိရင်ကျွန်တော်ခုနထည့်လိုက်တဲ့ Gmail ကိုကျွန်တော်ကုတ်ချပေးမှာဖြစ်ပါတယ် Gmail ရဲ့ကုတ်ကိုကျွန်တော်ဒီနေရာမှာဖြည့်ပေးရမှာပဲဖြစ်ပါတယ်နောက်တစ်ဆင့်အနေနဲ့ကျွန်တော်အကောက်ဖွင့်တဲ့ဖုန်းနံပါတ်ကိုလည်းနောက်ထပ်ကုတ်တစ်ခုကိုထပ်ပြီးပို့မှာပဲဖြစ်ပါတယ်ကြလာတဲ့ကုတ်ကိုကျွန်တော်ဒီနေရာမှာထပ်ထည့်ပေးရမှာပဲဖြစ်ပါတယ်ကျွန်တော်ကုတ်ထည့်ပြီးသွားပြီဆိုလို့ရှိရင်တော့ Telegram auto ပွင့်သွားမှာပဲဖြစ်ပါတယ်ရမြဆိုတာလေးကိုလည်း comment မှာရေးခဲ့ပေးလို့ရပါတယ်ခင်ဗျာ